Hello အားလုံးပဲမင်္ဂလာပါရှင် Study with Passion မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့စကားလုံးစကားပြောလေးတွေပေါ့နော်ဘယ်လိုမျိုးလေးပြောလို့ရမလဲတယောက်နဲ့တယောက် manifest လုပ်တယ်ဆိုတာကြားဘူးချလားမသိဘူးပေါ့နော်တယောက်ကိုတယောက်ဒီယုံကြည်ပြီးတော့ကိုယ့်ရဲ့ဒီ dream တွေကိုဖြစ်လာမယ်ဆိုပြီးတော့ယုံကြည်မှုနဲ့ manifest လုပ်တယ်ဆိုတာရှိရပေါ့နော်ဆိုတော့ဒီလိုမျိုးပြောတဲ့နေရာမှာဒီလိုမျိုးလုပ်တဲ့နေရာမှာဆိုလို့ရှိရင်တယောက်ကိုတယောက် think positive stay positive ဒါမျိုးလေးတွေနဲ့နေထိုင်ကြရပေါ့နော်ဆိုတော့ဒီလိုမျိုးကောင်းမွန်တဲ့စကားလုံးလေးတွေသုံးမယ်ကောင်းမွန်တဲ့အတွေ့တွေကိုတွေးမယ်ဆိုတာလှုပ်ချင်အားဖြစ်ပေါ့နော်ကိုတွေကဒီလိုမျိုးကိုရဲ့ကောင်းမွန်တဲ့အနာဂတ်ဒီကောင်းမွန်တဲ့ dream တွေကို achieve လုပ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်သုံးလို့ရမယ့်စကားလုံးလေးတချို့ကိုကောက်နှုတ်ပြီးတော့တင်ပြပေးချင်ပါတယ်ရှင်ဒါဆိုလို့ရှိရင် English လို့ပြောမယ်ပေါ့နော် English လို့ပြောမယ်ဆိုလို့ရှိရင်မင်းကိုမင်းယုံကြည်ပါမင်းကိုမင်းယုံကြည်ပါပေါ့နော်ကိုယုံကြည်ပါအဲ့လိုမျိုးပြောရဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲဒါမျိုးလေးဆိုလို့ရှိရင် believe in yourself believe in yourself believe in yourself မင်းကိုမင်းယုံကြည်ပါလို့ပြောတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့နောက်တစ်ခုကကျတော့ဘယ်တော့မှလက်မလျှော့ပါနဲ့ drinks တွေဖြစ်လာဖို့အတွက်ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့ဒါမျိုးလေးဆိုလို့ရှိရင်ဘယ်လိုပြောမလဲဘယ်တော့မှဆိုလို့ရှိရင် never never give up give up never give up ဘယ်တော့မှလက်မလျှော့ပါနဲ့ never give up ဒါမျိုးလေးနဲ့ပြောလို့ရပါတယ်ရှင်ဆိုတော့နောက်တစ်ခုကကျတော့အိမ်မက်ကြီးကြီးမမမက်လေးဟုတ်တယ်မလား drink ဆိုတာကကြီးကြီးမမမက်ကရဲဆိုလို့ရှိရင် hey dream big come on dream big okay dream big အိမ်မက်ကြီးကြီးမမမက်ပါဒါမျိုးလေးနဲ့ပြောလို့ရပါတယ်နောက်တစ်ခုကအကောင်းမြင်စိတ်နဲ့နေပါအကောင်းမြင်စိတ်နဲ့နေပါဆိုလို့ရှိရင်တော့ stay positive stay positive အကောင်းမြင်စိတ်နဲ့နေပါ stay positive ဒါမျိုးလေးနဲ့ပြောလို့ရပါတယ်။ဒါလို့ကိုယ့်ရဲ့စူးစမ်းမှုတွေကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကအရာထင်လာခဲ့တယ်အကျိုးသက်ရောက်မှုပြန်ရရှိလာခဲ့တယ်ဆိုလို့ရှိရင်တော့ hard work pays off hard work pays off မင်းရဲ့စူးစမ်းမှုတွေကအရာထင်လာတယ်ဆိုလို့ရှိရင် hard work pays off ဒါလိုမျိုးလေးနဲ့ပြောလို့ရပါတယ်နောက်တစ်ခုကမိတာကိုလုပ်နိုင်တယ် you can do it အပြင်ပါပြောလို့ရလိမ့်တယ်ဆိုလို့ရှိရင် you are capable you are capable you are capable မင်းမှာအစွမ်းရှိရလို့ပြောလို့ရပါတယ်မင်းတာကိုလုပ်ရမယ်နော်မင်းတာကိုလုပ်ကိုလုပ်ရမယ်နောက်တစ်ခုဆက်သွားနေရမယ်ဒါဆိုလို့ရှိရင် come on keep going keep going ဆက်သွားနေပါဆက်သွားနေပါ keep going come on keep going ဒါမျိုးလေးနဲ့ပြောလို့ရပါတယ်နောက်တစ်ခုကကြတော့ကိုပေါ့နော်ကိုယုံကြည်မှုထားရမယ်ပေါ့နော်ဆိုတော့အောင်မြင်မှုတွေကယုံကြည်မှုနဲ့အတူစလာတယ်မင်းစီကနေစတာပဲမင်းကိုယ်တိုင်စလုပ်တာပဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲဒါဆိုလို့ရှိရင်အောင်မြင်မှုပေါ့နော်ကိုယ့်ရဲ့အောင်မြင်မှုဆိုလို့ရှိရင် success စရဲဆိုတော့ success starts with you မင်းနဲ့စတယ်အောင်မြင်မှုကမင်းစီကစတယ် success starts with you ဒီလိုမျိုးလေးနဲ့သုံးလို့ရပါတယ်ဒါကတော့ချက်ချင်းပြောပေးခြင်းနဲ့ mix sentence လေးတွေဖြစ်ပါတယ်ဆိုတော့ manifest လုပ်တဲ့အခါမှာ dream တွေကို achieve ဖြစ်အောင်လုပ်တဲ့အခါမှာအားလုံးပဲကောင်းမွန်စွာကြိုးစားအားထုတ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဆိုတော့ next video လေးမှာပြန်တွေ့ကြရအောင် see you in the next video bye bye